ကောင်မလေးရဲ့မောင်လေးဟာမွေးကလေးကသပင်အဝါရောင်အမြင်တစ်ချောင်းပါလာခဲ့ပါတယ်။အဖွားကတော့ဒီကလေးဟာချမ်းသာကြွယ်ဝမဲ့ကံကြမ္မာနဲ့မွေးလာတာလို့ဝမ်းသာအားရပြောခဲ့ပါတယ်။ဒါပေမဲ့ကြီးလာတဲ့အခါမှာတော့သူဟာရက်ွက်ထဲကနာမည်ကြီးတဒနာရှာသူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ကောင်မလေးအထက်တန်းကျောင်းတက်ရတော့မယ့်နှစ်မှာမိဘတွေကသမီးကိုကျောင်းဆက်ထားပေးတာပတ်စံဖြုံးတီးတာပဲလို့ထင်ပြီးကျောင်းထွက်ခိုင်းဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ကောင်မလေးကပညာတင်ထောက်ပံ့ကြေးလျှောက်ဖို့စဉ်းစားနေချိန်မှာပဲမောင်လေးကလေဘင်းမှာကျိုးဆိုပြီးအမကိုကျောင်းဆက်မတက်ခွင့်မပေးရင်မရက်ဘူးလို့ချင်းချောက်လိုက်ပါတယ်။မိဘတွေကကြောက်လန့်သွားပြီးနောက်ဆုံးမှာတော့သဘောတူလိုက်ရပါတယ်။အမကလည်းမောင်လေးရဲ့ယုံကြည်မှုကိုမဖြစ်စေခဲ့ပါဘူး။ဒေတာတွင်အကောင်းဆုံးအထက်တန်းကျောင်းကိုကျောင်းတစ်ကျောင်းလုံးမှာတတိယအဆင့်နဲ့ဝင်ခွင့်ရခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့အတန်းဖော်တွေကမောင်လေးကိုကြောက်လွန်းလို့အနားမကပ်ရဲကြပါဘူး။ဒီမှာတော့ကောင်လေးတစ်ယောက်ကလူအများရှိမှသူမကိုချစ်ခွင့်ပန်ခဲ့ပါတယ်။သူမကလောလောဆယ်စာပဲအာယုံစိုက်ကျင်သေးတယ်လို့နူးညံ့စွာညှင်းဆိုလိုက်ပါတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲမောင်လေးကရုတ်တရက်ပေါ်လာပြီးအမကိုနောက်ထပ်မနှောက်ယှက်ဖို့တတိပေးလိုက်ပါတယ်။ကောင်လေးကလက်မလျှော့ပဲအဲ့ဒီညမှာလမ်းကြားတစ်ခုကိုလာတွေ့ဖို့ချိန်လိုက်ပါတယ်။အမကမောင်လေးကသူ့အစားသွားတွေ့နေပြီဆိုတာသိတာနဲ့ချက်ချင်းပြေးသွားခဲ့ပါတယ်။ဒါပေမဲ့ရောက်သွားတဲ့အချိန်မှာတော့ကောင်လေးကမောင်လေးရဲ့ခြေထောက်ကိုဖတ်ထားပြီးသူမကိုအပျော်သဘောပဲတွဲချင်ခဲ့တာလို့ဝန်ခံနေတာကိုတွေ့လိုက်ရပါတယ်။အမကဒေါသတကြီးနဲ့တမျက်စီးတစ်ချောင်းကိုမောင်လေးလက်ထဲထိုးပေးလိုက်ပါတယ်။မောင်လေးကချက်ချင်းသဘောပေါက်သွားပြီးတမျက်စီးကိုမြှောက်လိုက်တာနဲ့ကောင်လေးဟာကြောက်ပြီးထွက်ပြေးသွားပါတော့တယ်။အဲ့ဒီနောက်ကောင်မလေးကစာကိုစူးစမ်းခဲ့ပြီးနောက်ဆုံးမှာတော့ကျောင်းလုံးရဲ့အမှတ်အများဆုံးနဲ့ခိတ်တန်းတက္ကသိုလ်တစ်ခုကိုတက်ခွင့်ရခဲ့ပါတယ်။မောင်လေးကတော့အမအတွက်အလွန်ကုန်ယူနေခဲ့ပါတယ်။ဒီနေ့မှာအိမ်ကိုပြန်ရောက်ပြီးမကြခင်မှာပဲအတော်ဖြစ်သူကသားနဲ့အတူလာလေခဲ့ပါတယ်။ကောင်မလေးကျောင်းပထမရခဲ့တယ်ဆိုတာကြားထားတဲ့အတော်ကသူ့သားကိုအခမဲ့စာတင်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ဒါပေမဲ့အရင်တုန်းကကောင်မလေးကိုကျောင်းထွက်ခိုင်းဖို့မိဘတွေကိုမြှောက်ပေးခဲ့သူကအဲ့ဒီအတော်ပဲဖြစ်တာကြောင့်သူမကမနစ်သက်ပါဘူး။ကောင်မလေးကညင်းဖို့ပြင်းနေချိန်မှာပဲမောင်လေးကအတော်ယူလာတဲ့လက်ဆောင်တွေကိုပြစ်ချလိုက်ပြီးစာတင်ခြင်းရင်ပတ်စံပေးရမယ်။တနာရီကိုဒေါ်လာတက်သူညကြမယ်လို့ပြောလိုက်ပါတယ်။ဈေးနှုန်းကြတာနဲ့အတော်ကသားကိုခေါ်ပြီးချက်ချင်းပြန်သွားပါတော့တယ်။နောက်ပိုင်းမှာမိဘတွေကကောင်မလေးရဲ့အရေးချင်းနဲ့နွေရာသီတစ်လျှောက်အိမ်တင်ဆရာမအဖြစ်အလုပ်လုပ်ပြီးငွေရှာဖို့ပြောကြပါတယ်။ဒါပေမဲ့မောင်လေးကတော့ဒါဟာအမရဲ့လွတ်လပ်မှုကိုအသုံးချတာပဲလို့ပြောပြီးသူ့အချိန်ပိုင်းအလုပ်လုပ်ပြီးစုထားတဲ့ငွေအားလုံးကိုအမလက်ထဲထည့်ပေးလိုက်ပါတယ်။နွေရာသီကိုပျော်ပျော်ပါးပါးဖြတ်တန်းလိုက်အလုံးမလုံးနဲ့ဆိုတဲ့မောင်လေးရဲ့စကားကြောင့်ကောင်မလေးဟာအလွန်စိတ်လှုပ်ရှားသွားခဲ့ပါတယ်။သူမမျှော်လင့်မထားတဲ့အချက်နဲ့ဂရုစိုက်မှုမျိုးကိုမောင်လေးစီကရရှိခဲ့တာပါ။မောင်လေးပေးခဲ့တဲ့ငွေကြောင့်သူမဟာအလွန်ပျော်ရွှင်စရာနွေရာသီကိုဖြတ်တန်းနိုင်ခဲ့ပြီးလိုချင်တာမှန်သမျှဝယ်ယူနိုင်ခဲ့ပါတယ်။နှစ်လကြာပြီးနောက်တက္ကသိုလ်17ရမယ့်နေ့ရောက်လာခဲ့ပါတယ်။ကျောင်းဝင်းထဲတောင်မဝင်ရသေးခင်မှာပဲမောင်လေးကသူ့နောက်လိုက်တစုနဲ့ရောက်လာပါတယ်။သူကဒီတက္ကသိုလ်မှာအခုကစပြီးငါလုံခြုံရေးဝန်ထမ်းလုပ်တော့မယ်။ဘယ်သူမှနှင့်ကိုအနိုင်မကျင့်ရတော့ဘူးလို့ပြောလိုက်ပါတယ်။ပြီးတော့သူ့တငယ်ချင်းတွေကိုအမရဲ့အိတ်တွေတည်ပေးဖို့အမိန့်ပေးလိုက်ပါတယ်။အခန်းပေါ်နှစ်ယောက်ကတော့ဒီလူအုပ်ကြီးကိုမြင်ပြီးအတော်လေးထိတ်လန့်သွားကြပါတယ်။ကောင်မလေးကလည်းအားနာစွာနဲ့သူတို့ကကျမညီရဲ့တငယ်ချင်းတွေပါလို့ရှင်းပြရပါတယ်။အဲ့ဒီအချိန်မှာပဲနောက်ဆုံးအခန်းပေါ်တစ်ယောက်ဝင်လာခဲ့ပါတယ်။သူတို့မထင်ထားတာကတော့အဲ့ဒီမိန်းကလေးဟာမြို့ထဲကအချမ်းသာဆုံးသူထေးကြီးရဲ့သမီးဖြစ်နေပြီးကျောင်းအိမ်ဆောင်မှာပဲလာနေတာဖြစ်ပါတယ်။